မင်္ဂလာပါ Keystone Education Channel မှာကြိုဆိုပါရစေ။ဒီဗီဒီယိုကတော့ KS29 idioms with reflexive pronouns ရဲ့အဆက်ပဲဖြစ်ပါတယ်။ဆက်လေ့လာလိုက်ကြရအောင်။ 11 ကစပါမယ်။ 11 hurt oneself, cut oneself, injure oneself ကိုယ်ပြောကကြောင့်ကိုထိခိုက်စေတာပါ။ Example, if you are not careful with the knife, you might cut yourself. ဒါကိုကြူးဆိုင်ပြီးမကိုင်ရင်ကိုထိရှလိမ့်မယ်လို့သတိပေးတာပါ။ 12. Suit yourself. ကိုယ့်အတွက်အဆင်ပြေသလိုလုပ်တာကိုဆိုလိုတာပါ။ Example, you can choose the duty hours to suit yourself. အလုပ်ချိန်ကိုကိုယ့်အတွက်အဆင်ပြေသလိုရွေးချယ်နိုင်တယ်လို့ဆိုလိုတာပါ။ 13. Explain oneself. ကိုလုပ်တာဒါမှမဟုတ်ပြောတာကိုဘာကြောင့်လုပ်ရတယ်ပြောရတယ်ဆိုတာကိုရှင်းပြတာပါ။နောက်တစ်မျိုးကတော့ပိုရှင်းသွားအောင်ရှင်းပြခိုင်းတာလည်းဖြစ်နိုင်ပါတယ်။ Example, she said to the boy, explain yourself why you break the glass of my window. ငါပြတင်းပေါက်မှန်ဘာကြောင့်ခွဲပစ်တယ်လဲဆိုတာကိုရှင်းပြပါလို့ဆိုလိုပါတယ်။ 14. Demean oneself. ကိုသိက္ခာကျအောင်လုပ်တယ်လို့ဆိုလိုပါတယ်။ Example, do not demean yourself by posting improper pictures on social media. Social media မှာမဟုတ်တရုပ်ပုံတွေတင်ပြီးကိုသိက္ခာမချပါနဲ့လို့ဆိုလိုပါတယ်။ 15. Set oneself up for. ဟန်ဆောင်ပြသည်လို့ဆိုလိုပါတယ်။ Example, the presidential candidate set himself up for as a leader to eradicate poverty to win votes. သမရအရွေးခံမဲ့သူကသူ့ကိုယ်သူဆင်းရဲမှုပပျောက်ရေးဆောင်ရွက်မဲ့ခေါင်းဆောင်တရားလို့ဟန်ဆောင်ပြီးတော့မဲဆွယ်တယ်လို့ဆိုလိုပါတယ်။နောက်တစ်မျိုးကတော့ set oneself up as လို့ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုစတင်တည်ထောင်တာကိုပြောတာပါ။ Example, he set him up as a freelance interior decorator. သူအိမ်တွင်းအလှဆင်လုပ်ငန်းတစ်ခုကိုစတင်တည်ထောင်တယ်လို့ဆိုလိုတာပါ။ 16. Put oneself up for. အလုပ်တစ်ခုကိုတာဝန်ယူလုပ်ပါမယ်ဆိုပြီးအဆိုပြုတာပါ။ Example, she put herself up for as a class monitor. သူအတန်းခေါင်းဆောင်လုပ်မယ်လို့အဆိုတင်သွင်းတယ်လို့ဆိုလိုပါတယ်။ 17. Put oneself together, pull oneself together. ကိုယ်စိတ်ကိုပြန်လဲတည်ငြိမ်အောင်လုပ်ပြီးတင့်လျော်စွာပြုမှုနိုင်တာကိုပြောတာပါ။ When his house was destroyed in the floods, he was depressed, but he pulled himself together and built a new one. သူရဲ့အိမ်ရေဘေးကြောင့်ပျက်စီးသွားတဲ့ခိုင်မှာစိတ်ဓာတ်ကြပေမဲ့နောက်ပိုင်းမှာစိတ်ကိုပြန်တည်ငြိမ်အောင်လုပ်ပြီးအိမ်သစ်ဆောက်ခဲ့တယ်လို့ဆိုလိုပါတယ်။ 18. Full of oneself. ဘွယ်မြင့်နေတာကိုပြောတာပါ။ Example, he came into the restaurant full of himself and shouted orders at the waiters. စားတောက်ဆိုင်ထဲကိုဘွယ်မြင့်နဲ့ဝင်လာပြီးစပွဲတို့တွေကိုအော်ပြီးခိုင်းတယ်လို့ဆိုလိုပါတယ်။ 19. Compromise oneself. အထင်သေးခံရအောင်လုပ်တယ်အယူသေးတန်အောင်နေတယ်လို့ဆိုလိုပါတယ်။ Example, you are compromising yourself if you hang out with drug addicts. မူရစ်ဆေးဝါးသုံးစွဲသူများနဲ့တွေ့လျင်ကိုအထင်မြင်သေးကြလိမ့်မယ်လို့ဆိုလိုပါတယ်။ 20. Avail oneself. အကျိုးရှိအောင်သုံးချတယ်လို့ဆိုလိုပါတယ်။ Example, learners should avail themselves to EFL tutorials on the internet. Internet မှာသင်ထားတဲ့အင်္ဂလိပ်စာသင်ခန်းစာတွေကိုအကျိုးရှိအောင်သုံးချပါလို့ဆိုလိုတာပါ။ 21. Take it upon oneself. ကိုယ်တာဝန်မဟုတ်ပေမဲ့အလုပ်တစ်ခုကိုလုပ်လိုက်တယ်လို့ဆိုလိုပါတယ်။ Example, she took it upon herself to carry her baggage to her room when she couldn't find a bellboy. ဟိုတယ်ဝန်ထမ်းရှာမတွေ့လို့သူကိုယ်တိုင်ပဲပစ္စည်းတွေကိုအခန်းထဲသယ်သွားတယ်လို့ဆိုပါတယ်။ဒီတစ်ပတ်တော့ဒီလောက်ပါပဲ။ကြည့်ရှုလေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။